ကျောင်းစည်းကမ်းဆိုတာပြင်းစရာကောင်းတယ်လို့သင်ထင်နေသလားဒါဆိုရင်တော့အမှတ်ပေးဖို့အနီရောင်ဖောင်တိန်သုံးခွင့်မရှိတဲ့ကျောင်းဒါမှမဟုတ်စီကမ်းဖောက်ရင်အကျဉ်းသားဝတ်စုံဝတ်ခိုင်းတဲ့ကျောင်းတွေအကြောင်းသင်မသိသေးလို့ပါကဘာတဝမ်းကလူမသိသေးတဲ့အထူးဆန်းဆုံးကျောင်းစည်းကမ်း10ချက်ကိုအခုပဲကြည့်လိုက်ကြရအောင်ပါနံပါတ်1ဂျပန်ကျောင်းတန့်ရှင်ရေးကိုယ်တိုင်လုပ်ရခြင်းဂျပန်မှာကျောင်းသားတွေဟာကျောင်းတက်ရက်များယုံတင်မကပဲကျောင်းဆင်းရင်အိမ်သာဆေးတာအပါအဝင်တကြောင်းလုံးကိုကိုယ်တိုင်တန့်ရှင်းရေးလုပ်ကြရပါတယ်နံပါတ်2တရုတ်စပွဲပေါ်မှာမှောက်အိတ်ခြင်းကလေးတွေရဲ့မှတ်ဉာဏ်ကောင်းစေဖို့နေ့လည်စာစားပြီးတိုင်းမိနစ်30ကြာအတန်းထဲမှာမှောက်အိတ်ရတဲ့စီကံရှိပါတယ်နံပါတ်3အင်္ဂလန်အနီရောင်ဖောင်တိန်တောင်းခွင့်မပြုပါဘူးအနီရောင်ဟာကလေးတွေရဲ့စိတ်ကိုထိခိုက်စေနိုင်လို့ဆရာမတွေကိုအမှတ်စစ်တဲ့အခါမှာအစိမ်းရောင်ဖောင်တိန်ပဲအသုံးပြုခိုင်းပါတယ်နံပါတ်4 American Electronic Test များကျောင်းသားများဟာအတန်းလစ်မှာဆိုလို့ကျောင်းသားတိုင်းကိုသူတို့ဘယ်နေရာရောက်နေတယ်လဲဆိုတာကိုသိနိုင်မဲ့ tracking တက်တွေကိုဝတ်ထားခိုင်းပါတယ်။နံပါတ်5အင်္ဂလန်ဓာတ်ပုံရိုက်ခွင့်လုံးဝမရှိပါဘူး။ Cyber bullying တွေကိုကာကွယ်ဖို့အတွက်ကျောင်းပွဲတွေနဲ့အမှတ်တရနေ့တွေမှာတော့ဓာတ်ပုံရိုက်တာကိုတင်းကျပ်စွာတားမြစ်ထားပါတယ်။နံပါတ်6နယူးယောက်တက္ကသိုလ်အကြောင်းမပြောရဘူး။ကိုဘယ်တက္ကသိုလ်တက်ခွင့်ရတယ်လဲဆိုတာကိုတငယ်ချင်းတွေကြားမှာမပြောရတယ်လို့တက္ကသိုလ် logo ပါတဲ့အင်ကြီးတွေလည်းဝတ်ခွင့်မရှိပါဘူးတက်ခွင့်မရတဲ့သူတွေစိတ်မကောင်းဖြစ်မှာဆိုလိုပါနံပါတ်9အင်္ဂလန်အနိုင်ရရှိမှုမရှိစေရကလေးတွေရှုံးနိုင်မှာကြောက်တဲ့စိတ်မဖြစ်အောင်အားကစားပြိုင်ပွဲတွေမှာအနိုင်အရှုံးမသက်မှတ်ထားပဲအားလုံးကိုဒန်းတူစုပေးတဲ့စီကံပါနံပါတ်10ရှီကာဂိုအိမ်သာသွားခွင့်ကန့်သတ်ခြင်းတစ်နှစ်ပတ်လုံးမှာအတန်းချိန်အတွင်းအိမ်သာသွားခွင့်ကို3ချိန်ပဲခွင့်ပြုထားပါတယ်အဲ့ဒီဟာထက်ကိုပိုသွားရင်တော့ကျောင်းဆင်းချိန်မှာအချိန်ပိုပြန်ပေးရပါတယ်နံပါတ်9အင်္ဂလန်အရင်နှီးဆုံးတငယ်ချင်းမရှိရကလေးတိုင်းဟာတယောက်တည်းနဲ့ပဲတွဲမနေပဲအားလုံးနဲ့ရင်းနှီးရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ bad friend ထားတာကိုတားမြစ်ထားပါတယ်နံပါတ်10 Texas အကျဉ်းသားဝတ်စုံဝတ်ခိုင်းခြင်းဝတ်အစားစီကံဖောက်ဖျက်တဲ့ကျောင်းသားတွေကိုအပြစ်ဒဏ်ပေးတဲ့အနေနဲ့အကျဉ်းသားတွေဝတ်တဲ့ jumpsuit ကိုဝစ်စင်ခိုင်းပြီးပြစ်ပေးပါတယ်ကဲဒီ10ချက်ထဲမှာဘယ်စည်းကမ်းကအထူးဆန်းဆုံးလဲသင်တို့ကျောင်းမှာရောဘလို့ထူးဆန်းတဲ့စည်းကမ်းတွေရှိခဲ့ဘူးလဲဆိုတာ comment မှာရေးပေးခဲ့ပါအောင်ဒီလိုစိတ်ဝင်စားစရာဗီဒီယိုတွေကိုထပ်ကြည့်ဖို့အတွက် like နဲ့ follow လုပ်ထားဖို့မမေ့နဲ့အောင်နော်